Hello guys ဒီနေ့ကတော့မောင်တန်တနီအောက်လက်ကိုသွားတော့က vlog လေးပဲဖြစ်ပါတယ်။သွားရနေတော့က MRT ရဲ့ bus ကားရနဲ့သွားတာကြောင့်2 နာရီလောက်ကြာအောင်တော့ကားပေါ်မှာပတ်စီးလိုက်ရပါတယ်။ဒါပေမဲ့မောင်တန်တနီအောက်လက်က bus ကားရဲ့နောက်ဆုံးဂိတ်မှာရှိတဲ့အတွက်ကြောင့်မလို့အစင်တော့ပြေပါတယ်။ကြားထဲမှာတော့လမ်းနဲ့တပတ်ပတ်ရှောက်ရတယ်ပေါ့နော်။ New Balance တို့edited လိုမျိုး brand တွေမျိုးစုံလည်းရှိတဲ့အပြင်ဘက်တန်းမှာဆိုလို့ရှိရင်လည်းအခုလိုမျိုးဆိုင်လေးတွေကိုခင်းကျင်းထားပါတယ်အပြင်ဘက်အတန်းမှာဆိုလို့ရှိရင်အခုလိုမျိုး street food ဆိုင်တွေလည်းအများကြီးရှိပါတယ်brand ဆိုင်ကြီးရဲ့အရှိမဆိုလို့ရှိရင်လည်း Cosmo Bazaar Mall ရှိပြီးတော့အထဲမှာဆိုလို့ရှိရင်လည်းအချို့ပွဲဆိုင်တွေနဲ့ဖူးကောင်လည်းရှိပါတယ်အောက်လက်ကိုသွားခဲ့တော့က vlog လေးရတော့ဒီလောက်ပါပဲရှင်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြလို့အားလုံးကျေးဇူးတင်ပါတယ် see you in the next video bye bye